well with those jeans of yours. I need to get some new jeans. I need to get some new jeans. I need to get some new jeans. I need to buy မပြောနော်အဲကျွန်တော်တို့ကျင်လာရအောင်လုပ်ထားမှာလို့ရှိရင် buy နဲ့သိမ့်မသုံး get get ငါတော့ဝင်မယ် I need to get some new jeans. I need to buy some new jeans. I went some new jeans ဒီလိုပြောလိုက်ရနော် I need to get I went တလုံးနဲ့သုံးလိုက် I went some new jeans ကျွန်တော်ဒီလိုပါလေငါတော့ဝယ်ချင်လာပြီလို့ပြောလိုက်နော် I want I like to I like to ဆို I like to မဟုတ် I would like to ဒီကောပြောတာ I like to I do I want to okay no I like it I think there is a sale in the shopping centre. I think I guess I feel feel ဒါတွေပြောလို့ရဒါကို opinion ကိုပြောပြနော်ကျွန်တော်နောက်ပိုင်းကျတင်ပါမယ်ကို opinion ကိုပြောပြတဲ့စကားလုံးတွေပြောလို့ရ in my opinion from my point of view from my perspective နော်ငါချက်ဘိုးကပြောလိုက်တော့ပြ I think I guess I believe I feel လို့ပြောလို့ရငါထင်တယ်လို့ပြောရင်လည်းအတူနော်ငါထင်တယ် I think there is a sale in the shopping center a sale ဆိုပါ sale ဆိုတာ discount ချတာ a sale လို့ပြောရနော် there is a sale ဆိုရင်အဲ့ဒါ discount ချတာ I think there is a sale in the shopping center shopping center မှာ jeans ပေါင်းပြီးကို discount ချရတယ်အဲ့မှာတော့ဝယ်ဦးမယ်လို့ပြောရပါတော့။ Yeah ဆိုတော့ဒီမှာအဖြေကဘာဖြစ်သူ့ angle ကဝယ်ပေးတာဘာဖြစ် A လား A ဆိုမဟုတ်ဘူးနော် shoes တော့ပါတယ်သူ့ angle ဝယ်ပေးတာ shoes အဲ့မှာဗျသူ့လူနှစ်ယောက်ဝယ်ပေးလိုက် its ankle and its dad his uncle got him new shoes and then but jeans လား no jeans ကသူ့မှာရှိထားပြီးသား hat လား hat ကသူ့ပေးပေးတယ် dad my dad gave me that hat with some glove ကျွန်တော်ပြောတာ with some glove နဲ့ပြောလို့ရတယ် some မသုံးချင် a pair of glove လို့ပြောလို့ရတယ်နော်ဒီလိုပြောသွားတာဟုတ်ဆိုတော့ hat ကိုဖယ်လိုက် jeans လည်းမဟုတ်ဘူး jeans ကသူ့မှာရှိထားပြီးသားကောင်မလေးကပြောလိုက်တယ်အာနေ့ t-shirt က jeans လေးနဲ့ဝယ်လိုက်မှာပဲလို့ပြောလိုက်တယ်နော်သူ့ uncle ဝယ်ပေးတာက new shoes နဲ့ he did get me that new expensive t-shirt နော်ကျွန်တော်ပြောတာ did ရဲ့အသုံးလေးကဘယ်လိုလဲဆိုပြီးပြောတာနော်ဟုတ်တယ်မဆိုတော့ B ဖြစ်မယ် shoes နဲ့ t-shirt နဲ့ဝယ်ပေးတာသူ့ပဲဝယ်ပေးတာ hat နဲ့ဒီမှာ glove တောင်မပေါ့ glove jeans ကသူ့မှာရှိထားပြီးသားရမယ်နော် okay ဆိုတော့ဒီလိုလေးနားထောင်ကြည့်ရအောင်နော်ကျွန်တော်ဒီမှာလိုတဲ့အသုံးလေးတွေပါကျွန်တော်ချက်ပြောသွားလို့ဟိုကနည်းနည်းကြာသွားတာပေါ့နော် okay နောက်တစ်ခုနားထောင်ကြည့်နော်သုံးတဲ့အတိုင်းပဲပထမတစ်ခါကိုကနားထောင်ကြည့်ပြီးရင်ကျွန်တော်ဒီလိုရှင်းပြအောက်က what job does Michelle's father do Michelle ဆိုကောင်မလေးနာမည်ပေါ့အဲ့ကောင်မလေးအဖေကဘာအလုပ်လုပ်တာလဲတဲ့ဒီမှာအလုပ်လေးတွေပြတာနော်အဲ့ဒီကနေဟိုရွေးပြအဲ့ရုံးတစ်ခါမရွေးနိုင်ဘူးဆိုရင်တော့ဘာတွေပြောနေရလဲဆိုတာဒီလိုသိအောင်နားထောင်မနော်ဘာအချောင်းလဲဆိုတာ okay နားထောင်ကြည့် What job does Michelle's father do? Hi, Michelle. I haven't seen your dad for a long time. How is he? Is he still driving a taxi for people going to the airport? Actually, he's taking a break from it at the moment and is doing some hours at the local garage. That's what my dad used to do when he was younger. Didn't he become the manager of a shop in the city centre? That's right. He's the sales manager at the department store next to the post office. okay Now listen again. ကဲဒါရီကလေကျွန်တော်ပြောခဲ့တယ်နော်တစ်ခေါက်နဲ့တော့မရနိုင်ဘူး3-4ယောက်နားထောင်ကြည့်ပါဦးဖြစ်နော်အဲကျွန်တော်ပြောရင်ပို့ပေးပါမယ်ဒါလေးနော်ဆိုတော့ထပ်ပြီးနားထောင်ကြည့်ပါဗျာခောက်နားထောင်ကြည့်ပါနော်အခါကောက်ကြိုက်တော့နားထောင်4-5ခေါက်နားထောင်10ခေါက်နားထောင်ကိစ္စမရှိဘူးဒါပေမဲ့အစပိုင်းနားထောင်ခါကြရနော်ဘာအကြောင်းပြောလဲသိရမယ်နောက်ပိုင်းနားထောင်ရင်ခုနကဒီမှာပေးထားတဲ့မင်းကွင်းအဖြေကိုသိရနော် okay ဆိုတော့ဘာအကြောင်းပြောလဲဆိုကောင်လေးနဲ့ကောင်မလေး2ယောက်ရှိတယ် sorry ကောင်လေးနဲ့ကောင်မလေးရှိတယ်ပေါ့နော်ဆိုတော့အဲ့2ယောက်ကဘာတွေပြောကြလဲဆိုရင်တယောက်နဲ့တယောက်ငါဖေကတော့ဘာလုပ်လဲသူ့ဖေကတော့ဘာလုပ်လဲဆိုတော့အလုပ်ကိုင်နေအကြောင်းကိုပြောပြနေတဲ့ conversation တစ်ခုဖြစ်တယ်ပေါ့နော် okay အဲ့ဆိုရင်ကျန်နားထောင်ကြည့် Hi, Michelle. I haven't seen your dad for a long time. How is he? okay ကျွန်တော်ခုနပြောလာ I haven't seen မတွေ့ရကြာပြီဆိုတဲ့ဟာဒီမှာပြန်တော့တယ်မကြောက်ကျွန်တော်ပြောခဲ့တဲ့အတိုင်းမတွေ့ရအတော်ကြာပြီ I haven't seen your dad for a long time တော့ you ပဲမဟုတ်တော့ဘူးနော်မင်းအဖေကိုမတွေ့ရကြာပြီ I haven't seen your dad for a long time မင်းအမေကိုမတွေ့ရကြာ I haven't seen your mom for a long time I haven't seen your brother I haven't seen your sister I haven't seen your friends တောင်းနေမတက်လေရတယ်ဥပမာထားပါတော့တကယ်ချင်းတယောက်ကြောင်မေးတယ်ဂျားတွေကတကယ်ချင်းနဲ့တဆင့်ခံပြီးမေးတယ်ဟဲ့ဟိုတယောက်တွေ့မိလားဟိုတို့တော့တွေ့မိလားဒီလူတော့တွေ့မိလားဥပမာနာမည်ထားပါ Michelle ဆိုထားပါ I haven't seen Michelle for a long time is she okay you got any information about her သူ့ကြောင့်နည်းနည်းပါမင်းသိလားဘာလို့လုပ်နေလဲအော်ဒါလားဒီလိုဖြစ်သွားပြီလားဒါကြီးလုပ်နေတာအော်အဲ့လိုမျိုးပေါ့နော်နာမည်တွေထည့်မိလဲရတယ်နော်ဒါမှမဟုတ် pronoun တွေသုံးမိလဲရတယ်နော် okay ဒီမှာကျသူ့ဖေမိလိုက်တာပေါ့နော် how is she ဘယ်လိုနေလဲ how is she ဒါ greeting မှာသုံးတဲ့ phrase တွေနောက်ပိုင်းကျရင်ကျွန်တော်တိတိတင်ပါနော် how is she ဘယ်လိုနေလဲ Is he still driving a taxi for people going to the airport? ပြပါမေးဆိုသူ့ဖေအလုပ်ကြောင်းမေးအဲ့တော့ရိုးရှင်းမမေးဘူး what is your father job what is your dad job what is your dad doing right now ဒါလို့မမေးဘူးဘယ်လိုမေးလဲဆိုသူကလေသူတို့နှစ်ယောက်ကဗျာငယ်တငယ်ချင်းတွေထင်ပါတယ်ဗျာတယောက်နဲ့တယောက်အကြောင်းသိကြတယ်နော်ဆိုတော့ငယ်ကျိုးငယ်တာပေါ်နေတဲ့ပုံစံမျိုးပဲဗျာနေဖေကကားမောင်းနေတော့မလားတက်စီမောင်းနေတော့မလား is his dad still driving a taxi တက်စီမောင်းနေတော့မလား for people going to the airport
လေစိတ်ကိုသွားတဲ့လူတွေအတွက်ကားလိုက်ပြီးမောင်းပို့နေတော့မလားဥပမာပြောချင်တာဗျာမြန်မာနိုင်ငံမှာလည်းရှိပါတယ်ဥပမာမင်္ဂလာတုံဝေးပြေကိတ်နားတွေတို့ sorry မင်္ဂလာတုံလေစိတ်နားတွေတို့နော်ဒီအောင်မင်္ဂလာကောင်းဝင်းနားတွေနော်အဲ့လိုမျိုးဝေးပြေကိတ်တွေလေစိတ်တွေဘူဒါယုံတွေအဲ့နားမှာနေကြတဲ့သူတွေပေါ့နော်အဲ့လိုနေတဲ့ထဲမှာတက်စီသမားဖြစ်နေရဆိုရင်ကိုကရှေ့ဝေးမသွားနေတော့မျိုးတဲတွေပါမလိုက်နေဘူးဗျ grab တွေပါရတော့မှလိုက်တော့ဘာလို့လဲဆိုရင်အဲ့လေစိတ်နားတို့ကားကိတ်နားတို့ဘူဒါယုံနားတို့မှာသူတို့ကကားထိုးတယ်ပေါ့နော်ပြီးတော့ရင်လေစိတ်ကနေလာတဲ့လူတွေဘယ်လိုသွားချင်လဲလိုက်ဖို့ပြီးတော့အဲ့ရပါစင်ဂျာကိုတင်လာပြီးလေစိတ်ကိုလိုက်ဖို့အဲ့လိုမျိုးလုတ်တဲ့ပုံနေပါတယ်နော်ဒီမီရှယ်ရဲ့ဗျာကျွန်တော်အဲ့ဒါလုတ်တဲ့ပုံရပါတယ်အဲ့လိုမျိုးတက်စီသမားဖြစ်မှထင်ပါတယ်အဲ့ဆိုအကောင်းကြီးငယ်ကျုံးနေတာပေါ်ပြီးအဲ့လိုမေးလိုက်တယ်ဗျ Is your dad still driving a taxi for people going to the airport လေစိတ်ကိုလူတွေအကျိုးဖို့လိုက်လို့ရကားကြီးလုံနေဦးမလားတဲ့နော် Actually, he's taking a break from it at the moment and is actually အမှန်တိုင်းပြောရမယ်ဆိုရင် actually အပြင်ဘာပြောလို့ရလဲ to be honest တော့ငယ်တော့ပြောနေကြ to be honest အဲ့ to be honest ကိုကျွန်တော်တို့ abbreviation word လို့ခေါ်တယ်အတူကောင်းတဲ့ရေးရရှိတယ်ဒီပြင်စာတွေပို့တဲ့စာတွေရေးတဲ့ကောင်နော် to be honest and လူရေးရရှိတယ်နော် actually နဲ့တူတယ်မနိုင်ပြောရမယ်ဆိုရင် honestly ပေါ့နော် honestly ပြောလိုက်ရ to tell you the truth အမှန်တိုင်းပြောရမယ်ဆိုရင်မကွန်မွေးပဲပြောရမယ်ဆိုရင်အဲ့လိုလေးပြင်မလို့ရ to tell you the truth yeah to tell you the truth you know what ကျွန်တော်များကြားနေကြတယ်က you know what and ပြောရမယ်ဆိုရင်တော့ကွာအမှန်တိုင်းပြောရမယ်ဆိုရင်တူတူပဲပေါ့နော်ဒီလိုပြောရတယ်ရှိတယ်နော်ဆိုတော့ actually he's taking a break from it at the moment ဆိုအခုချိန် right now လို့ပြောချင်သူကအခုတော့တဲ့ကားမမောင်းတော့အဲ့ဒီကနေနားလိုက်ပြီ break လုပ်လိုက်ပြီ break လုပ်တော့သူဘာလုပ်နေလဲဆက်ကြည့်မယ် doing some hours at the local garage. That's what and it's doing ဒီမှာ he ကိုဖျောက်ထားတယ်နော်အဲ့ဆို and ဆက်ထားလို့အရှိရ subject ပဲဆိုတော့ထားပါတော့ he ကိုဖျောက်တယ် he ထည့်တယ်ရဗျ and he's doing some hours at the local garage ဆိုကျွန်တော် go down လို့သိထားတယ်လေ local garage ဆိုတာဗျ go down ရလို့မဟုတ်ပါဗျာကားဝရှော့လို့ပုံစံမျိုးပါဗျာနော်ကားဝရှော့အသေးစားလေးပဲပေါ့နော်ကားဝရှော့အကြီးလည်းမဟုတ်အတော်တန်ပေါ့နော်ဒီရက်ွက်တွေထဲမှာတွေ့ရတယ်ကားဝရှော့ရော local garage တွေမှာသူလုံနေတယ်အဲ့ဒီမှာကျွန်တော်တို့အလုပ်လုပ်တယ်လို့ပြောတဲ့အခါကျရင်လေဥပမာငယ်တော့ဒီ essay တွေဘာတွေမှာကျွန်တော်တို့ချက်ခဲ့ကြရရှိပါတယ်ဘာတွေလုပ်နေ where is your job I am working ဆိုတဲ့ပုံစံမျိုးနဲ့ပြောရတယ်လေအဲ့ဒီ phrase နဲ့ I'm working နေရာပြောတော့ at အဲ့မှာထားပါကျွန်တော်အခုဒီ language တွေကို knowledge sharing လုပ်နေပါနော်the bright diamond မှာကျွန်တော် teacher တယောက်အနေနဲ့ knowledge sharing လုပ်တယ်ဆရာလုပ်တယ် I'm working at bright diamond English I'm working at ဆိုပြောလိုက်ရတယ် at I'm working as English teacher at bright diamond English အဲ့ဒီလိုပြောလိုက်ရတယ်ဒါမှမဟုတ်ဘယ်လိုပြောလို့ရလဲဆိုတော့ဒီမှာအခုသူပြောလိုက်တဲ့ phrase နဲ့ပြောလိုက်ရတယ်နော်ဒီမှာ caption ထိုးတာတွေ့ရလားမသိ I am doing some hours အဲ့ doing some hours ဆိုတဲ့အသုံးလေးနဲ့ပြောလိုက်ရတယ် doing some hours ဆိုအချိန်တစ်ခုပေးထားတယ်ပေါ့အချိန်တစ်ခုပေးတာအလုပ်လုပ်နေပေါ့ဗျာ I'm doing some hours at the ကျွန်တော်ဆို I'm doing some hours at the Diamond English နော် Bright Diamond English အဲ့ဒီလိုပြောလိုက်ရတယ်နော်ဒါလေးမှတ်ထားအောင်နော်ဒီအသုံးလေးဘာလို့လုပ်နေလဲ I'm doing some hours နော်အဲ့ဒီပတ်စလေးဆိုအောင်မှတ်ထားအောင်နော် what my dad used to do. ဆိုတော့ကောင်လေးကဘာပြန်ပြောလဲ At the moment and is doing some hours at the local garage. That's what my dad used to do when he was younger. Didn't he become the ကောင်းပြန်ပြောလိုက် That's what my dad used to do when he was younger ဟုတ်လားနေပြီlocal garage မှာပြောင်းလုပ်နေပြီလားအဲ့ဒါငါ့ဘငယ်တော့လုပ်ခဲ့တဲ့ဟာအဲ့ဒီလိုပြန်ပြောလိုက် That's what my dad used to do လုပ်ခဲ့တဲ့ဟာကိုပြောရနော် used to do when he was younger ငယ်ငယ်တော့သူလုပ်ခဲ့တယ် local garage. That's what my dad used to do when he was younger. Didn't he become the manager of the shop in the city centre? အကောင်မလေးကလည်းပြန်ပြောတယ်စကန်တန်ထိုးတဲ့ပုံမျိုးနော်ဟုတ်ပြီနေပြီငယ်ငယ်ကအဲ့လုပ်နေဆိုအခု manager လေးပါလိမ့်မဖြစ်လာဘူးလား didn't he become didn't ကိုပြောချင်တဲ့ subject တဲ့ပြောရင် become အခုကမဖြစ်လာဘူးလား didn't you become မတော်ဘူးငယ်တယောက်ပြော I've tried so many years I've tried so hard to become တခုခုပေါ့ your dream to ပေါ့အပြောလိုက် I've tried so hard to become the native speaker to become the fluent English speaker didn't you become yet မဖြစ်လာသေးဘူးလားလို့မေးလိုက်နော်ဒါလေးပြောလို့ရပါ didn't he become the manager of a shop in a shopping center နေပြီအဲ့လိုငယ်ရတဲ့လုပ်နေအခု manager ပဲမဖြစ်လာဘူးလား That's right. He can ဒါ sell- ဘောဖြစ်တာပေါ့ကောင်းလေးကလည်းမခံဘူးနော်တော်ပြန်ပြော that's right ဒါဘော of course for sure ဒါလေးပြောလို့ရနော် manager at the department store next to the post office. he's a sales manager အယောင် manager at the department store မှာအယောင် manager ဖြစ်နေပြီအယောင် manager ဖြစ်နေတဲ့ department store ဘယ်နားမှာရှိလဲ next to the post office မှာ next to ဆိုတာဘေးမှာတက်လျက်ရှိအောင်ပြောပြောရင်ဒီကောင်လေးပဲလုပ်တဲ့ department store ကနော်အဲ့ဒီအဆောက်အုံကစာတိုက်ရဲ့ဘေးမှာရှိတာ next to အနောက်မှာမဟုတ်နော်ဘေးမှာရှိတယ်လို့ပြောချင်တက်လျက်ရှိအောင်ပြောချင်ရ okay အဲ့ဒါဆိုအဖေကဘာဖြစ်မလဲကျွန်တော်စဉ်းစားရရှိတယ် Michelle ကရင်တော့ taxi driver လုပ်တယ်အခုတော့မလုပ်တော့ဘူး
အဲ့ကြောင့် taxi driver ကိုဖယ်လိုက်လို့ရတယ်ဒီနှစ်ခုကဘာဖြစ်မလဲသူ့ဖေဘာလို့ပါလို့ပြောလိုက်ကျွန်တော်တော့နည်းနည်းစမ်းတယ်လို့ပြောလိုက်တယ်ဗျာအလုပ်ကိုင်ဘာလုပ်နေလဲဆိုပြီးပတ်သက်ပြီးတော့ဖြေတဲ့ခါကျရင် I am working at နဲ့ပြောလို့ရမှာ I am doing some hour ဒီမှာသူပြောလိုက်တယ် he is doing some hour at the local garage မှာလုပ်နေတယ် local garage ဆိုတာ workshop လို့ပုံစံမျိုးအဲ့ဆိုရင်ဒီလိုပါဖြစ်မှာဒီမှာကားပြင်တဲ့ပစ္စည်းလေးတွေ tools လေးတွေကိုင်ထားတယ် TOL tools နော်ပစ္စည်းကြီးဒါလေးကိုင်ထားတယ်နော်ဒါကကျတော့ဟို broker လို့ပုံစံမျိုးပေါ့ဗျာနော်ကားပွဲစားလို့ပုံစံမျိုးပေါ့ဗျာနော်ဆိုတော့ကျွန်တော်တို့ A ကိုရွေးလိုက်ရပါမယ်နော် okay ဒါလေးပြန်နှားထောင်လိုက်ကြည့်